နှစ် Christmas လည်းနေပြီဆိုတော့ကျွန်တော်ပုံမှန်လုပ်နေကြပါပဲဒါနှစ်တိုင်း Christmas နေပြီဆိုရင်ဘယ်လိုကြီးကားတွေ giveaway လုပ်ပေးနေကြပါတော့ Christmas version လေးဆွဲပေးနော်အေးအဲ့ Christmas version ကဘာဖြစ်နေလဲဆိုတော့ကျွန်တော်က Christmas အတွက် postcard ဆွဲပြပေးမယ် Christmas version တစ်ခါမှမဆွဲဘူးတစ်ခါမှ Christmas အတွက်ဆိုပြီးတည်တာမဆွဲပြဘူးပေါ့နော်ဆွဲတာတော့ဒီမှာဆွဲပြမယ်ပေါ့နော်ဒါကတော့ဆွဲပြမယ် postcard တွေကျွန်တော်ဒီမှာဒီလိုမျိုးလေးစီစဉ်ထားတယ်တခြားမြင်ရအောင်လို့ဆိုဒီမှာ postcard လေးကတ်ပြီးတော့ဒီလိုကတ်ပြီးဆွဲပြမယ်နော်တပုံပြီးတော့ပါခင်ဗျာဒါပထမပုံလေးပါကျွန်တော်ဒီမှာထားထားမယ်နော်ပထမပုံလေးနောက်တစ်ပုံဆက်ပြပါမယ်ကဲဒုတိယပုံလေးပြီးပါပြီဒီမှာပါခွေးလေးလည်းပါနေရတာဘူးပါပါမှာပါကျွန်တော်အခုပကြီးကားတကားနာမည်ပြောမယ်ပေါ့နော်အဲ့ပကြီးကားကိုဆွဲတဲ့ပကြီးဆန်နာမည်ကိုဖြေရမယ် Okay stop ရပြီကျွန်တော်အခုဖြေမှန်တဲ့လူတွေအကုန်လုံးထည့်ပေးမယ်နော်မပန်းဤထုံးဆိုတဲ့တယောက်ပေါက်ပါတယ်မပန်းဤထုံးပါ congratulation ပါအားလုံးပဲ congratulation ပြောလိုက်ပါကျွန်တော်ပေါက်တဲ့အမိုင် comment လေးကိုကျွန်တော်ပင် comment လုပ်ပေးပါမယ်နောက်ထပ်တစ်ခုမဖောက်ခင်ထိပေါ့နော် Okay နောက်ထပ်မေးခွန်းတစ်ခုမေးပါမယ်နောက်ထပ်မေးခွန်းမေးပြီးသွားရင်ကျွန်တော်ထပ်တစ်ခုဖောက်ပေးပါမယ်เนาะအခုပေါက်တဲ့အမှားကတော့မပါတော့ဘောเนาะသူတစ်ခုရပြီဆိုတော့ကျန်တဲ့လူတွေဖောက်ပေးမယ်เนาะပြီးခဲ့တဲ့6လလောက်ကကျွန်တော်နဲ့ collaboration လုပ်ထားတဲ့ကား brand တစ်ခုရှိတယ်
collaboration လုပ်ထားတဲ့ EV car brand တခုရှိအဲ့ car brand နာမည်ကိုရိုက်ပေးပါမင်းမြန်နိုးအောင်ပေါက်ပါတယ်မင်းမြန်နိုးအောင်ပေါက်ပါတယ်အချင်းကာဗာပကြီးကားလေးဆွဲပေးထားတဲ့တချင်းတစ်ပုတ်ရှိတယ်အဲ့တချင်းနာမည်ဖြေပေးပါအစိုးရနာမည်ပါဖြေရင်တော့ပိုကောင်းပါတယ်အစိုးရနာမည်နဲ့တချင်းနာမည်နဲ့ဘယ်သူဆိုတာလဲဘာတချင်းလဲကျွန်တော်ပကြီးနဲ့တချင်းလေးတစ်ပုတ်ရှိပါတယ်တချင်းနာမည်လေးရရင်လည်းရတယ်အစိုးရနာမည်ပါပြောရင်လည်းကောင်းပါတယ်မတင်လဲရီဝေဆိုတဲ့အမပေါက်ပါတယ် congratulation ပါဒီနေ့ကနေနောက်10ရက်ထဲက17ရက်ပေါ့30ရက်ရှိတာ17ရက်ထဲက1ရက်ပေါ့နော်ကျွန်တော်မင်းလေးရိုက်ပေးပါအဲ့ဒါလဲ့ပါပြီအခုလူဆောင်ပါပြီဒီမှာပါအားလုံး2 4 6 8 10ရောက်ပါအားလုံးခုကြည့်လိုက်မယ်โอเคမရွှေကြီးပေါက်ပါတယ်မရွှေကြီးပေါက်ပါတယ်ကျွန်တော်ပင် comment လေးလုပ်ပေးပါမယ်နော်ဒီမှာပါ spin wheel မှာ screenshot လေးလုပ်လို့ရပါတယ်ကန်ကောင်းတဲ့ဟာလေးကို congratulation ရေးတဲ့ဖွဲ့ရ congratulation ရေးတဲ့ဖွဲ့ရလားဗျဟုတ်ပါတယ်မွေးနေ့ကြဒီကမဲ့ဟောပဲမွေးနေ့ကြโอเคဒါလေးပေးမှာဆိုတော့ဒါလေးပဲမေးလိုက်မယ်လွယ်လွယ်လေးပဲဒီ flower နာမည်လေးရေးပေးပါနော်ဒီပန်းရဲ့နာမည်လေးရေးပေးပါကဲမမေးမြန်မိုးအောင်ပေါက်သွားပါတယ်အဲ့ငါကျွန်တော်ချက်ပေါက်မှာလာဟိုင်းလုပ်ပေးပါကျွန်တော်ပကြီးကအထုတ်ဖို့ဟာတွေမှယူရမလဲပါညာကျွန်တော်စီစဉ်ပေးပါမယ်လေးတွေမှာအထဲမှာလည်းဒီလိုစာရေးလို့ရအောင်ဒီလိုလုပ်ထားပေးပါတယ်ဒီမှာတမျက်နှာရှိသေးတယ်နော်တကယ်ချင်းတွေပါတယ်စာရေးပြီးပေးလို့လည်းရတယ်ကိုယ်ကိုတင်ထားလို့ရစာရေးပြီးတော့ဒါလေးကိုဒီလို frame ထည့်ထားလို့လည်းရတယ်နော်ဒီလိုအလုံးမဲ့တက်တာ connect တာ